တော့မော်တာကြီးဖြုတ်ရင်လည်းကိုယ့်အနေကိုဥပမာထားပါဒါပဲမော်တာဖြစ်ပေါ့လေနော်တုံးမဲ့ဘက်ကိုတခြားကြည့်တတ်ပေါ့ဒီကောင်လေးဆိုရင်ဒါဒီဘက်ကတုံးတာဒါရေခူပဲလေရေခူဘက်ကတုံးတာအဲ့တော့သူ့မူရင်းရဒီမှာနော်ဒီဘက်ကနေဒီကောင်ကဒီဘက်ကပေါ့ဒီလိုစော့ထားတာအဲ့ဒါကိုကပြန်ပတ်ပြီးတက်တဲ့အချိန်မှာဒါမျိုးတွားဆိုးမိလိုက်မယ်တချို့ကကျတော့ဘယ်ဘက်တက်မရဘူးပေါ့လေနော်တူနဲ့ပေါင်းတဲ့တူတချို့ကတော့ဝင်တယ်အဲ့ဒါကိုဒီမှာဒါမျိုးတွားတက်မိမယ်ဆိုရင်နော်အဲ့တော့ဒီမှာဒီအနေထားတက်တဲ့အချိန်မှာမော်တာကဒီမှာဒီလိုလဲတယ်ပေါ့ဒါတချို့ဒီမှာဒါရက်ရှင်တွေဒီမှာများပြထားရတွေ့လဲနော်အဲ့တော့ဒီဘက်ကိုလဲမယ်ဒါမျိုးပေါ့လေနော်ဒါမျိုးလဲတယ်ဆိုရင်နော်မော်တာကဒီမှာကြည့်လိုက်ဒီလိုလဲမှာနော်ဒီလိုလဲမှာလေဒီမှာကြည့်ပြဒီလိုလဲမှာနော်ဒီမှာဘယ်ဘက်ကိုလဲမှာနိုင်လက်တိုင်ပြောင်းပြန်လဲမှာအဲ့တော့ဒီတိုင်းတက်တယ်မှန်တယ်နော်ဒါဆိုရင်ဒါတူတိုင်းပေါ့ဒီကောင်လဲအမ်ပလာလဲအဲ့တိုင်းလဲပဲအဲ့ဒါကိုမကိုကဒီလိုတွားတက်မိပြီဆိုရင်အမှတစ်ချက်ကြည့်လိုက်အမ်ပလာပြောင်းပြန်ပြက်သွားပြီလေနော်အမ်ပလာလဲတဲ့ဘက်ကပြောင်းပြန်ပြက်သွားပြီဒီမှာမြပုံစံလေးကိုတစ်ဖက်ကတော့ကြည့်မယ်ဆိုရင်ဒီကောင်ကဒီမှာဒါမိုးကြီးတစ်ဖက်ကိုလဲဒီဘက်ကိုလဲသွားဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်ဒီမှာလေဒီဘက်ကိုလဲသွားဖြစ်တဲ့အတွက်ကြောင့်မို့ပြောင်းပြန်ကြီးဖြစ်သွားပြီအဲ့တော့ဟိုဘက်ဒီဘက်လမ်းမတက်ကြနဲ့ပေါ့ဒါပေမဲ့ပြဿနာတော့မရှိဘူးဒီ stack ကွိုင်စားကိုဟိုဘက်ဒီဘက်ပြောင်းပြီးလို့တော့ရတယ်နော်အဲ့ဒါပြောတာပြီးတဲ့ခါကျတော့ရေမြုပ်မော်တာပဲဖြစ်ဖြစ်ပဲရပဲဖြစ်ဖြစ်ပေါ့နော်ရေမြုပ်မော်တာကတော့ဒါမို့ပဲရေလုံအောင်လုပ်ထားတာအဲ့တော့ဒီမှာဒီအမ်ပလာတွေအဲ့တော့အမ်ပလာတွေတက်တဲ့ခါကျရင်ဒီကကျွန်တော်တို့ဒီအမ်ပလာမှာရေကြည့်လိုက်ဒလက်ကလေးအရေအတွက်ကိုရေကြည့်လိုက်ဒီကောင်မှာဆိုရင်တစ်ခုနှစ်ခု3ခု4ခု5ခု6ခုရှိရပေါ့လေနော်အဲ့တော့ကိုကမူရင်းက6ခုအဲ့ဒါကို4ခုပဲရှိတဲ့ကောင်နဲ့တွားတက်မယ်ဆိုရင်အပေါ်ဒီရေပြေးအားတွေကျန်နည်းနည်းမတက်နိုင်တာဖြစ်တတ်တယ်ဒါမှမဟုတ်ရင်သူ့မူလာ8ခုကိုက6ခုဝယ်တတ်တယ်နော်6ခုဝယ်တတ်တယ်ဆိုရင်ဒါရေပြေးအားတွေမှာဥပမာပထမစတော့ထားပါတော့ဒီမှာကျွန်တော်ကဒီကောင်6ခုနော်ဒီမှာဒလက်6ခုရှိတယ်ဒလက်6ခုနဲ့တက်တာပေ90အထိအမြင့်အထိရေမြုပ်မော်တာနဲ့ပေါ့လေနော်ပေ9ဒါမှမဟုတ်ရင်အောက်ကနေအစွဲနဲ့ပေ90အထိစွဲတယ်အဲ့ဒါကိုမှကျွန်တော်ဒီမှာ6ခုမဟုတ်ဘူးနဲ့အတစ်ဝယ်ထားလိုက်တာ4ခုဒါမှမဟုတ်ဒလက်4ခုအထက်ထဲမှာဒါဆိုရင်ကျတော့သူကစွဲနိုင်ခြင်းမှာစွဲနိုင်တော့မယ်လीနော်ဒါဒီတစ်ချက်တော့ရှိတယ်ဘာလို့ဆိုတော့သူဒလက်အရေးအတွက်နေရတယ်ပြီးတော့ဒီမှာဒလက်ပုံစံတွေကိုကြည့်မယ်ဒီမှာတစ်ဖက်ကနေတစ်ဖက်ကိုမြင့်လာတာတွေ့လဲနော်မြင့်တဲ့ဘက်ကိုအဲ့တိုင်းရိုက်ထုတ်ရမှာနော်ဒီတိုင်းလဲရမှာအဲ့ဒါမှထွက်မှာအဲ့တော့ဒါကတော့ဒီရေဆွဲမှာပေါ့ဒီဓာတ်နဲ့ဆွဲမှာဒီဘက်ကနေပြန်ပြီးတော့ရိုက်ထုတ်မှာဒီပေါက်ကနေထွက်လာမှာအဲ့တော့ဒီမှာအမ်ပလာတွေကိုကဝယ်တက်လိုက်ပြီအဲ့တော့ဒီမော်တာကဘယ်ဘက်လဲရမလဲမသိဘူးဆိုဒီအမ်ပလာကိုကြည့်တကယ်ဒီမှာများကြီးလဲပြထားတယ်အမ်ပလာကိုတက်လိုက်ပြီအမ်ပလာကိုတက်လိုက်ပြီဆိုရင်ဒီမှာကြည့်လိုက်အမ်ပလာကဒီမှာအောက်ကနေဒီမှာလဲအောက်ခြေကနေအပေါ်ဒီမှာဆောင်းလေးဒီလိုလေးမြင့်လာဖြစ်တဲ့အတွက်ဒီတိုင်းလဲရမှာနော်အဲ့တော့ဒီမှာဒါမိုးကြီးဆိုခုတ်နေရလေဟုတ်တယ်မလားဒီမှာဟိုအောက်ကိုခုတ်နေအဲ့တိုင်းမဟုတ်ဘူးသူကဒီမှာအမ်ပလာလေးကဟိုအောက်ခြေကနေတဖြည်းဖြည်းမြင့်တဲ့ဘက်ကိုလှည့်ရမှာဒါမှသူကဒီတစ်ဖက်ကိုရိုက်ထုတ်နိုင်မှာပေါ့ဥပမာဒါမိုးကြီးဆိုရင်တစ်ဖက်ကိုခုတ်ချတယ်လို့ဖြစ်မှာလေနော်အဲ့တော့ဒါသူလဲရမယ့်ဘက်ပေါ့လေနော်ဒီကောင်နေနဲ့ပတ်သက်တယ်ပြီးတော့အမ်ပလာလဲရမယ့်ဘက်ပြီးတော့အမ်ပလာကြားတို့တွေပြီးတော့ဒီတူရဲ့နောက်မှာ white စီးတွေရှိတယ်နော်ဒီမှာဒီအနောက်မှာဒီမှာတွေ့လားကြက်ဖင်လို့လဲခေါ်တယ် white စီးတွေရှိတယ်အဲ့ဒီကောင်တွေလဲလုံမို့လိုတယ်နော်တူဆိုင်နဲ့တူပေါ့လေနော်အဲ့ကောင်လေးလုံမို့လိုတယ်လုံမို့လို့ဆိုတော့ကိုကလည်းဒီတိုင်းလဲပြန်မတတ်နဲ့စီလေးနည်းနည်းပါးပါးတော့တုတ်လေကိုကစမ်းရေနဲ့ဓာတ်ရိုက်စမ်းမှာမဟုတ်ဘူးလေနော်နည်းနည်းပါးပါးဒီတိုင်းကြီးစမ်းမယ်ဆိုရင်ကျတော့အဆင်မပြေဘူးလေအဲ့ဒါကြောင့်မို့စီလေးနည်းနည်းပါးပါးတုတ်တာတော့ white စီးအစုပ်နည်းနည်းတက်တာတယ်ပေါ့ဥပမာတစ်ခုရှိတာကျတော့စီတုတ်မယ်ဆိုရင်လဲခပ်ပါးပါးလောက်ဖဲတုတ်တာကောင်းတယ်အမဲစီတို့အင်ဂျင်ဝိုင်တို့တုတ်တယ်ဆိုရင်ပြောတာနော်သူရဲ့ဒီဆီလီကွန်စီတွေရှိတယ်အဲ့ဒီဆီလီကွန်စီတွေရှိတဲ့ဆီလီကွန်စီတွေတုတ်ရင်တော့ပြဿနာမရှိဘူးနော်ကော်တုတ်ခိုင်းတာမဟုတ်တော့ဆီလီကွန်အစီအဲ့တော့အကောင်လေးတုတ်ထိုင်းတော့ပါဆိုတော့ဒါပေမဲ့အင်ဂျင်ဝိုင်တို့ဘာလို့ကျတော့အများကြီးတော့မတုတ်နဲ့သူဒီကြက်ပေါင်နေကြတော့မတည့်ဘူးနော်အဲ့လောက်ထိမတည့်ဘူးအင်ဂျင်ဝိုင်နဲ့ဟိုဝိုင်နဲ့ဒီ DYC မျိုးစားနဲ့တိတ်မတည့်ဘူးပြီးတော့ဒီမှာဒီကောင်လေးဆိုလဲဘောတွေစစ်နော်ဘောတွေစစ်ရမယ်ပြီးတော့ဒီမှာဒီကောင်ဆိုကြည့်ဒီမှာတွေ့လားကြက်နေတာကြက်တာဘယ်ဘက်ကကြက်လဲဆိုဟိုအမ်ပလာဘက်ကကြက်တယ်ဒီအမ်ပလာဘက်ကကြက်တော့အဲ့တော့အမ်ပလာရတန့်လဲမကြက်စီနဲ့နော်ဒီမှာအမ်ပလာဘက်ကဟိုဂျီးတွေတက်ပြီးကြက်ဝါရထင်မှာလဲကြည့်ရတယ်ဂျီးတွေတက်ကြက်နော်ရေကြီးတက်ကြက်တက်ပြီးတဲ့ခါကျတော့ဒီလိုလောင်သွားတယ်အဲ့တော့လောင်သွားဆိုကိုကမဖက်တိုင်ဒီမှာကြည့်တဲ့တော့ဒီမှာကြည့်လိုက်လေနော်ဒါဆို starting coil အဲ့တော့ starting coil ဆိုလဲသူရဲ့အစကိုရှာဒီမှာတစားတွေ့ပြီအဲ့တော့ဒီမှာလဲတစားတွေ့တယ်ပေါ့လေနော်ဒီမှာလေ starting coil
အဲ့တော့အဲ့ဒါကိုဒီထောက်ကဘယ်ရက်လားဒီထောက်ကညာရက်လားဒါကိုကြည့်ဒီမှာဒီဘေးနဲ့တစ်ခုနှစ်ထောက်က running coin အဲ့ဒါကိုလည်းဘယ်ရက်လားညာရက်လားကြည့်ပြီးရင်အတွင်းအပြင်ပေါင်းလာလားအပြင်ပေါင်းလာလားကြည့်နော်ဒီကောင်တွေကတော့ဒါရိုက်ဥတီချက်ပတ်တာများတယ်ညာရက်ပေါ့လေနော်ပြီးမှအတွင်းနဲ့အတွင်းဒါမှမဟုတ်အပြင်နဲ့အပြင်ဆက်လိုက်တယ်အတွင်းနဲ့စအပြင်ကိုထုတ်သွားတယ်အဲ့အတွင်းနဲ့စပဲတော့လဲဆိုတစား capacitor တစားကျတော့ main နဲ့ common ပေါင်းတာပေါ့လေနော်အဲ့တော့ဒီမှာဒီကောင်ကကျတော့ running capacitor CBB အဲ့တော့ဒီမှာ2ရဲ့ μF ရှိတယ်တွဲ μF အဲ့တော့ဘယ်လောက် percentage အထိဘယ်လောက်ရက်ခိုင်တော့ဒီအတုံးပြုလို့ရမှာလဲပေါ့နော်တူလေးရေးပေးထားတယ် tolerance plus or minus 5% တကယ်လို့ဒီ μF အမျိုးအစားတာမရခဲ့မယ်ဆိုရင်ကျွန်တော်တို့ကတော့ဝတ်တတ်မှာဆိုရင်ဒီ900ခိုင်တော့ဒါမှမဟုတ်10ရာခိုင်နှုန်းထိရရလေနော်ဟုတ်တယ်မလား10ရာခိုင်နှုန်းဒါ73ဒါမှမဟုတ်အောက်ကိုဆိုလဲ10တို့တာကြီးတော့ကွာလို့တော့မရဘူးပေါ့နော်နည်းနည်းပါးပါးတစ်ခုနှစ်ခုလောက်ကွာတာပြဿနာမရှိဘူးဘိုးတွေကကျတော့ starting capacitor တင်မြင့်တယ်ဒီမှာ450 volt AC ဒါတော့မြန်မာနိုင်ငံက50 frequency ဒါတော့သူ့ရဲ့ date ပေါ့လေနော်အဲ့တော့ဒီကောင်းတွေကိုတိုင်းမဲ့ဆိုရင်ဒီ starting capacitor နဲ့စပေါ့sorry running capacitor နဲ့စဘယ် capacitor ပဲဖြစ်ဖြစ်ပေါ့လေနော် starting ပဲဖြစ်ဖြစ် running ပဲဖြစ်ဖြစ်တိုင်းပြီဆိုရင်ကျွန်တော်တို့ကဒီမီတာနဲ့မာတီမီတာနဲ့ပဲဖြစ်ဖြစ် digital meter ကမှာဆိုလဲဒီ μF ဆိုတာလေး capacitor တိုင်းတဲ့ဟာလေးရှိတယ်အကောင်လေးကိုရွှေ့တယ်ပြီးတိုင်းလိုက်ရင်ဒီတွဲ μF ရှိရမယ်မရှိရင်တော့မရဘူးပေါ့လေနော်အဲ့တော့ကိုကဒီ digital meter မဟုတ်ဘဲနဲ့ multi meter နဲ့တိုင်းမယ်အဲ့တော့ ohm scale မှာထားမယ် ohm scale မှာထားပြီးတော့တိုင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ကအုံတန်ဘူးတစ်ခုတက်ခဲ့ရမယ်နော်သူကဒါကျိုးတော့ပြန်ပြောင်းတိုင်းရရနော်ပထမဒီမှာအနီထောက်ရတယ်ဒီမှာအနက်ထောက်ထားတယ်တက်ခဲ့မှာပဲပြီးရင်နောက်တစ်ခါအဲ့ဒါကြီးကိုတွက်ပြန်ထောက်လို့မတက်တော့အဲ့ဒီအနီနဲ့ကိုပြန်ပြောင်းပေးရတယ်ဒါမှပြန်တက်မှာပေါ့အဲ့လိုမတက်ခဲ့ဘူးဆိုရင်သူကလမ်းကြောင်းပြတ်သွားပြီဒီထက်မှသူက electrolyte လို့ခေါ်တယ်အဲ့လျက်ကစီးကြီးလေးတွေပါတယ်သူကဒီ flin ကြားထဲမှာလှိတ်ထားတာအဲ့ကောင်ကြီးလစ်သွားပြီပြောချင်တာကလမ်းကြောင်းပြတ်သွားပြီကျိုးတကျိုးလို့ဆိုကျိုးပြတ်သွားပြီအဆက်တွေလုံးဝမရှိတော့ဘူးအဲ့တော့ဒါမတက်ခဲ့တော့တဲ့အချိန်နောက်တစ်ခုကကျတော့ဘယ်လိုလဲဆို infinity တက်လာတာအုံတန်ဘိုးမဟုတ်ဘူးနဲ့ infinity ပြစ်ခဲ့တာလုံးဝကိုအဆက်တွေရှိတဲ့ပုံစံဒါမျိုးဆိုလည်းမကောင်းဘူးနော်ဒါရိုးရိုးမီတာနဲ့တိုင်းနေတာနော်နောက်ပြီးကြတဲ့အခါကျတော့သူကဘယ်လိုတိုင်းရမလဲအုံတန်ဘိုးတစ်ခုတက်လာမယ်ပြီးရင်ဖြည်းဖြည်းချင်းပြန်ကျတော့တယ်ဒါဆိုရင်တော့ကောင်းတယ်ပေါ့လေနော်အဲ့တော့အရင်ဆုံးရှင်းနော်မာတီမီတာနဲ့စစ်လို့ရတယ်သူရဲ့ μF တန်ဖိုးထက်ဒီမှာနော် μF တန်ဖိုးထက်အများကြီး10%အောက်ကြီးကျသွားပြီဆိုရင်အများတော့10%ဆိုဘယ်လောက်ရှိမလဲ10တို့ဘာလို့ဖြစ်သွားမယ်ဆိုရင်တော့မကောင်းတော့ဘူးလို့ကိုတက်ဒီမှာအစင်ကပြောလို့ရတယ်လေနော်ဒါပေမဲ့တုံးလို့ရနေတာရှိရဲဒါပေမဲ့မကောင်းတော့ဘူးလို့တတ်မှတ်လို့ရရလေ